ကဲဒီနေ့တော့ဒါသမီးငယ်လေးလေးဘာသာဂုံတူးရှင်မတ်မြကျင်းမုံကနေပြီးတော့ဒီနေ့အခမ်းအနားစုပြီးပွဲအခမ်းအနားလေးကိုတက်ရောက်လာတဲ့ရင်းနှီးပြည့်စကားလေးပီတိစကားလေးတွေကိုပြောကြားမယ်အစီအစဉ်ဖြစ်ပါတယ်သမီးလေးအနေနဲ့သမီးရဲ့ပီတိစကားလေးတွေအနေငယ်ပြောပြပေးပါလားကဲဟိုဟာသမီးပထမဆုံးအနေနဲ့ဒီကိုရောက်လာတဲ့ပုံလေးကိုပြောချင်ပါတယ်ဒီကိုသမီးဆရာဗီဒီယိုလေးလည်းမျိုးတွေ့ရပေါ့နော်တွေ့ပြီးတော့အတိတယောက်ကလည်းဖုန်းနံပါတ်လေးပေးတာကြောင့်သမီးဖုန်းဆက်ပြီးတော့ဆရာနဲ့ဆက်သွယ်ပြီးဗီဒီယိုရောက်လာတာပါဟိုဘယ်မီဒီယာမှလည်းသမီးတို့မတွေ့ဘူးပေါ့နော်ဒီတွေ့ဒီအောင်စင်းထွက်ပြီးကြတဲ့ကဒီမှာလည်းဒီလိုမီဒီယာတွေပါမယ်လို့လည်းထင်မထားဘူးဒီလောက်ကြီးကျယ်နဲ့သမီးတို့ဂုဏ်ပြုလိမ့်မယ်လို့လည်းထင်မထားမိဘူးပေါ့နော်ဒီတိုင်းနဲ့အော်မျောလင်းချက်အောင်ဒီသေးလေးနဲ့ပဲဆရာတို့နဲ့တွေ့မယ်ကုညီပေးမယ်ဆိုတာနဲ့သမီးတို့ရောက်လာခဲ့တာဒီရောက်တော့မှဒီလိုစုပွဲအခမ်းအနားကြီးလေကြီးမားမားနဲ့မီဒီယာတွေရောပေါ့နော်သမီးတို့ဟိုအများသိအောင်လို့လည်းဒီလိုရိုက်ကူးပေးတယ်ပြီးတော့ကြတော့ဟိုတခါမှမတွေ့ဘူးတဲ့ကလေးတွေကိုဒီခုနမတ်နဲ့ဒီဂုံနူးနဲ့ပဲကြည်ယုံနေတယ်ဒီကလေးတွေအကျိုးစားမှုကိုဟိုအတိမတ်ပြုပေးတယ်ပေါ့နော်တခါမှမတွေ့ဘူးတာတော့ဒါဆိုလုံးကျိုးစားမှုကိုအပြည့်အဝအတိမတ်ပြုတာနဲ့အတူတူပဲလေနော်ဒီကျိုးစားမှုတစ်ခုတည်းကိုကြည့်ပြီးတော့ပညာရေးဝယ်ကြည့်ပြီးသမီးတို့ခေါ်ပြီးတယ်ခေါ်ပြီးတော့ဒီမီဒီယာတွေနဲ့လည်းတွေ့ပြီးတယ်ဟိုပထမဒီကိုမရောက်ခင်တော့သမီးတို့ထင်ထားရကြတော့သမီးတို့ဘယ်လောက်ပဲကျိုးစားပေါ့နော်သမီးတို့မတက်နိုင်လို့ရှိရင်ကျောင်းဆက်တက်ဖို့ခဲမှလို့တွေးနေတာဒါပေမဲ့ဒီရောက်တော့မှအော်ငါတို့ကျိုးစားတဲ့လောက်ငါတို့ကိုဒီပန်မှုပြင်မဲ့သူတွေရှိသေးပါလားဆိုပြီးတော့အတွေးဝင်နေအားတက်တယ်ပေါ့နော်သမီးတို့တစ်ခါမှမနေဘူးတည်ရသူတွေဒီအစီအစဉ်ဖြစ်အောင်အုံကြီးပြည့်ဒီဆရာတို့တစ်ခါမှမမြင်ဘူးမဲတော့တကယ်မြတ်တာထားပြီးတော့သမီးတို့တော့ကနေနဲ့ကူညီပေးကြတယ်တကယ်လည်းထင်မထားပါဘူးသမီးဒီရောက်တော့မှဒီလို view site တာတွေလည်းတွေ့ရတယ်ဒီလိုစူပီပွဲတွေလည်းခန်းနာနဲ့ပေါ့နော်တခြား view site နဲ့သမီးတို့ကြိုးစားမှုကိုဂုဏ်ပြုပေးကြတယ်အဲ့အတွက်လည်းရန်ဝန်သားပါတယ်ဆရာအနေနဲ့ဟိုဒီကလေးရဲ့ရှေ့လျှောက်ပညာရေးလမ်းနဲ့ပတ်သက်ပြီးဘယ်လိုဒီကလေးရှေ့ဆက်လျှောက်အောင်ခုနသမီးငယ်လေးပြောသွားတဲ့စကားထဲမှာဂုံလူတွေကထပ်သွားတာဂုံလူတွေနဲ့အောင်မြင်ခဲ့တာသို့တော့ရှေ့လျှောက်ပညာရေးခီးကိုဘယ်လိုလျှောက်ရမလဲဆိုတဲ့သူ့မှာစိုးရင်စိတ်တွေရှိနေတဲ့အပေါ်မှာဆရာအနေနဲ့ဟောဗာလေးများဖြည့်ဆွတ်ပြောဆိုခြင်းလဲပေါ့အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတုလာဟီဝဘရကာတူကျွန်တော်အနေနဲ့ကျွန်တော်တို့ရဲ့နဗဝတ်တခင်ကျေးဇူးတော်ရှင်တမန်တော်မြတ်ကြီးဆလ္လာလာဟ်အလိုင်ဝါဆလမ်ကအာမင်ရှိလဲဆိုတော့မင်းတို့တဲ့ငါ့ကိုတွေ့ခြင်းနဲ့သူစင်းရဲနဲ့မှလိုက်ရှာကွာတဲ့အဲ့တော့ကျွန်တော်တို့နေ့စဉ်နဲ့အမျှသူစင်းရဲကြတဲ့မှာကျွန်တော်တို့လိုက်ရှာတယ်တမန်တော်များတွေ့ရလိမ့်မလားဆိုတဲ့ခံစားချက်ပေါ့အဲ့တော့ဒီမပြည့်စုံသောသူတွေကိုပျော်ရွှင်အောင်လုပ်ပေးရင်ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အလတ်ထံမှာတော်တော်ပဲပျော်ရွှင်မှုရမယ်ဆိုတဲ့ဒီခံစားချက်ပေါ့အဲ့တော့ဒီကလေးတွေကိုဒီနေ့ဂုဏ်ပြုပွဲအခမ်းအနားလုပ်ပြီးတယ်ဂုဏ်ပြုပွဲအခမ်းအနားလုပ်ပြီးတာကဒီနေ့ထိုက်တန်နဲ့တင်းတဲ့ခန်းခန်းနာနာကျွန်တော်တို့ဒီကလေးတွေကိုဂုဏ်ပြုပွဲအခမ်းအနားလုပ်ပြီးတယ်ဒီကလေးတွေရဲ့မျက်နှာရောင်ခြည်မှာဒီနေ့ပျော်ရွှင်မှုတွေပီတိတွေဝေစားတာကိုကျွန်တော်အနေနဲ့ကျွန်တော်တို့တွေ့ရှိရတယ်အဲ့တော့ဒါယနေ့တနေ့တာရဲ့အတိုင်းတာကာလပေါ့နောက်အနာဂတ်လာမဲ့ကာလမှာဒီကလေးတက္ကသိုလ်အတန်းတွေတက်မယ်ဒီကလေးကြုံဆုံရမယ်ပညာသင်ကြားရမယ်ရှေ့ဆက်ခရီးစဉ်တွေအများကြီးရှိသေးတယ်အဲ့တော့ဒီခရီးစဉ်တွေမြောင်များစွာမှာဒီကလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အစ္စလာမ်ညီကိုမောင်နှမတွေကိုကျွန်တော်အနေနဲ့ဘာဆော်ဩခြင်းလဲဆိုတော့ကျွန်တော်တို့ညီကိုမောင်နှမတွေအစ္စလာမ်အလ်မွတ်စလင်အကုလ်မွတ်စလင်ပြောတဲ့အတိုင်းကျွန်တော်တို့ဒီညီမလေးကကျွန်တော်ရဲ့ညီမလေးအရင်သာဆိုရင်ဒီကလေးကိုကျွန်တော်တို့ဘာဒီပန်ပိုးပြီးမလဲအဲ့တော့ကျွန်တော်အစ္စလာမ်အဖွဲ့အစည်းကိုလည်းကျွန်တော်ဒါလေးကိုမေတ္တာရက်ခံခြင်းတယ်အစ္စလာမ်အဖွဲ့အစည်းတွေကဘယ်အဖွဲ့အစည်းကပဲမဆိုဒီလိုမျိုးရိုးသားပြီးတော့ဘဝကိုတာမန်စူးစမ်းတဲ့ဒီလိုကလေးတွေကိုကျွန်တော်တို့မွတ်စလမန်ညီကိုမောင်နှမတွေကအစ္စလာမ်အဖွဲ့အစည်းတစ်ခုတွေကဒီကလေးမျိုးတွေကိုဒီလိုသမီးငယ်လေးတွေကိုစူးစမ်းထားတာတွေကိုရှေ့ဆက်အားရင်မပြတ်တောက်ဖို့အတွက်ကိုကျွန်တော်တို့အစ္စလာမ်တွေပေါ်မှာတာဝန်ရှိတယ်လို့ကျွန်တော်အနေနဲ့ခံစားရတယ်အဲ့တော့ဒီကလေးလိုမျိုးစူးစမ်းတဲ့ကလေးတွေကိုမိတ်ဆွေတွေနဲ့အစ္စလာမ်ညီကိုမောင်နှမတွေအနေနဲ့ဒီကလေးပညာတက္ကသိုလ်တက်မဲ့ပညာသင်ကြားစဉ်ကာလမှာဒီကလေးကိုဝိုင်းဝန်းပံ့ပိုးပေးပါလို့ကျွန်တော်အနေနဲ့ပြောချင်တယ်တချို့တွေ online social media တွေမှာကျွန်တော်တို့တွေ့တယ်အလူငွေတွေမြောင်များစွာသောတချို့ကလေးတွေတွားတယ်ကျွန်တော်တို့ဝမ်းသာပါတယ်တကယ်ပဲပီတိပြင်းမိပါတယ်အဲ့ဒီကလေးတွေအကုန်လုံးကလည်းတကယ်တမ်းဆိုရင်ကျွန်တော်တို့တပည့်တွေအရွယ်တွေပါပဲအဲ့ဒီမိမိရဲ့တပည့်တွေပြုံးပန်းစင်နေတဲ့အချိန်မှာဘလို့ဆရာသမားတွေမိဘတွေဘလို့ပီတိဖြစ်တယ်
ဒီကလေးတွေဒီနေ့အခမ်းအနားမှာဒီလိုပီတီတွေနဲ့မျက်နှာမှာပြုံးနေတယ်မိဘတွေပြုံးနေတယ်ဒါလေးတွေကိုကျွန်တော်တို့တွေ့ပြီးတော့အတိုင်းထက်လို့ရှင်ထဲမှာပြောမရလောက်အောင်ပြောမပြတတ်လောက်အောင်ကျွန်တော်တို့အလွန်အမတမ်းမှာပီတီဖြစ်မိတယ်ကြီးနူးမိတယ်အဲ့တော့အစ္စလာမ်ညီကိုမောင်နှမတွေညီကိုမောင်နှမများအားလုံးကိုကျွန်တော်အနေနဲ့အနှိုးညွတ်ထပ်မှန်ပြီးမေတ္တာရပ်ခံပန်ကြားခြင်းကဒီကလေးရဲ့ပညာဒီကလေးကိုဘာလေးပဲတွားလူပါလို့ကျွန်တော်မပြောပါဘူးဒီကလေးရဲ့ရှေ့ဆက်ပညာရေးကာလတွေမှာကျွန်တော်တို့မွတ်စလမန်အနေနဲ့ဒီကိုမောင်နှမတွေအနေနဲ့အဖွဲ့အစည်းတွေအနေနဲ့ဝိုင်းဝန်းပြီးတော့ဒီကလေးလေးကိုကျွန်တော်တို့ဒီသမီးငယ်လေးကိုမြကြီးမုံလေးကိုကျွန်တော်တို့လေးဘာသာဂုဏ်မှုရှင်လေးကိုကျွန်တော်တို့ဝိုင်းဝန်းပြီးပံ့ပိုးပေးပါလို့ကျွန်တော်အနေနဲ့ဒီစကားလေးကိုပြောကြားရင်းနဲ့ကျွန်တော်ရဲ့စကားကိုဒီမှာပဲရပ်တန့်ပြရစီသမီးငယ်လေးဘာပြောချင်လဲမသိဘူးလေပြောချင်တော့သမီးနောက်ထပ်ဂျူနီယာတွေပေါ့နော်ခြေတွက်ထပ်ဖြစ်မဲ့ဂျူနီယာတို့လည်းသမီးတို့အတွင်မျိုးသူတို့လည်းဝင်ကြမှာပဲမပြေဆုံးငါတို့ဘလောက်ပဲကြိုးစားဘလို့တွေကုန်ထွက်ငါတို့ကြောင်းမတက်လာရင်မတက်အောင်ပဲလို့တွေးမှာပဲဒါမဲ့အဲ့လိုမတွေးရနဲ့လို့ဒီမှာလေတကယ်ဘာမှမတော်တာတောင်ကုညီဖို့အသိရှိနေတဲ့သူတွေမျက်နှာတစ်ခါမှမမြင်ဘူးမဲ့လူတောင်မှပဲဒီလို pride တာစင်နဲ့ကုညီနေတဲ့သူရှိသေးတဲ့အတွက်စိတ်တမကြဘဲနဲ့စူးစမ်းဖို့သမီးပြောချင်ပါတယ်။သမီးကိုလည်းဆရာတို့ရဲ့ဖိတ်ကြားမှုပေါ်မှာလာပြီးတော့ဆရာတို့ရဲ့ဧည့်သည်တော်ဖြစ်လာပြီးဒီလိုစုတွေကိုယူပေးတယ်။ဆရာတို့အမြဲတမ်းစိတ်အမှတ်တရဖြစ်နေမယ်ဆိုတဲ့အကြောင်းလေးကိုဆရာတို့ဘက်ကလည်းနော်ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းလေးပြောလိုက်ချင်ပါတယ်နော်သမီးနော်။အတင်းနာ fighting Assalamu alaikum warahmatullahi wabarakatuh